ဓာတ်ပုံတွေကအမျိုးသမီးဝတ်ဆင်ထားတဲ့ဆွဲကြိုးကိုမမြင်ရခင်အချိန်ထိအဲ့ဒီဆွဲကြိုးကလွန်ခဲ့တဲ့10နှစ်ကသူ့သမီးကိုသူပေးခဲ့တဲ့တည်တံ့အထူးပြုလုပ်ထားတဲ့ဆွဲကြိုးဆိုတာကိုသိလိုက်ရတဲ့အချိန်ကြာမှပဲလွန်ခဲ့တဲ့2ရက်ကသူနှင်ထုတ်ခဲ့တဲ့ကောင်မလေးကတကယ်တော့သူ့ရဲ့မြေမလေးဖြစ်နေတယ်ဆိုတာကိုဘီလီယံနာတထေးကြီးကနောက်ဆုံးတော့သဘောပေါက်သွားပါတော့တယ်လွန်ခဲ့တဲ့9နှစ်ကအမျိုးသမီးကတရားဝင်လက်ထပ်မထားပဲကိုဝင်ရသွားခဲ့ပါတယ်ဘီလီယံနာတထေးကြီးကအကြီးအကျယ်ဒေါသထွက်ပြီးပြင်းပြင်းထန်ထန်စကားများရန်ဖြစ်ပြီးတဲ့နောက်သူမကိုအိမ်ပေါ်ကနေနှင်ထုတ်ခဲ့ပါတယ်အဲ့ဒါကသူတို့သားအဖ2ယောက်ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားလိမ့်မယ်လို့သူဘယ်တော့မှမထင်ထားခဲ့ပါဘူးအမျိုးသမီးကကလေးမွေးဖွားခဲ့ပြီးကောင်မလေးကိုတယောက်တည်းပြုစုပြောင်းထောင်ခဲ့ပါတယ်ဒါပေမဲ့အလုပ်တွေအရန်ပင်ပန်းလွန်းလာကြောင်းသူမအပြင်းထန်ဖျားနာခဲ့ပါတယ်တရားညောင်ဆောင်မှာသူမကသမီးဖြစ်သူရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးသူမတေဆုံးသွားတဲ့အခါအဖိုးဖြစ်သူကိုတွားရှာဖို့မှာကြားခဲ့ပါတယ်အဲ့ဒီနောက်တုံရင်နေတဲ့လက်တွေနဲ့သူမနဲ့ဘီလီယံနာတထေးကြီးတို့အတူတူရိုက်ထားတဲ့တပ်ပုံတစ်ပုံကိုထုတ်ပြီးကောင်မလေးကိုကမ်းပေးခဲ့ပါတယ်မကြခင်မှာပဲအမျိုးသမီးကွယ်လွန်သွားခဲ့ပြီးဇာပနအခမ်းအနားကျင်းပပြီးတဲ့နောက်ကောင်မလေးကသူမရဲ့အဖိုးကိုရှာဖွေဖို့ခရီးစဉ်ကိုစတင်ခဲ့ပါတယ်တခြားတစ်ဖက်မှာတော့ဘီလီယံနာတထေးကြီးကနောင်တတရားတွေနဲ့လွမ်းဆွတ်တန်းတားမှုတွေအရန်ပြင်းထန်နေတာကြောင့်လမ်းပေါ်ကလူစိမ်းတွေကိုသူ့သမီးအမတ်နဲ့မှားယွင်းခေါ်ဆိုမိတဲ့အထိဖြစ်နေခဲ့ပါတယ်သူထပ်မသွားပြန်ပြီးဆိုတာကိုသိလိုက်ရတဲ့အခါသူ့ဘေးနားကကောက်ကျစ်တဲ့အမျိုးသမီးကိုတဲလွန်စာတစ်ခုခုရော်ရပြီလားလို့မေးလိုက်ပါတယ်သူမကသမီးဖြစ်သူကအရန်ကိုတေချာပုံရှောင်နေလို့အခုထိရှာမတွေ့သေးဘူးလို့ဖြေပါတယ်ဒါပေမဲ့ဘီလီယံနာတထေးကြီးကသူ့သမီးရဲ့စရိုက်ကိုသိပါတယ်တစ်ခုခုကိုဆုံးဖြတ်ပြီးရင်ဘယ်တော့မှနောက်ဆုံးမှာမဟုတ်ပါဘူးဒါကြောင့်သူမကိုဆက်ရှာဖို့အမိန့်ပေးလိုက်ပါတယ်သူမသိခဲ့တာကတော့အဲ့ဒီကောက်ကျစ်တဲ့အမျိုးသမီးကသူ့ရဲ့စီးစိမ်တွေကိုမတ်မောနေပြီးသမီးဖြစ်သူပြန်လာမှကိုမလိုလားဘူးဆိုတာပါပဲဒါပေမဲ့ကုမ္ပဏီရဲ့ထုတ်ကုန်တဲ့မိတ်ဆက်ပွဲလုပ်တဲ့နေ့မှာသတင်းထောက်တွေကသူ့သမီးတရားဝင်လက်မထပ်ပဲကလေးရခဲ့တယ်ဆိုတဲ့ကောလာဟလတွေနဲ့ပတ်သက်ပြီးဘီလီယံနာတထေးကြီးကိုမေးခွန်းထုတ်ကြပါတယ်သူကညင်းဆိုတော့မလို့လုံနေတုံးလေးမှာပဲကောင်မလေးရုတ်တရက်ပေါ်လာပြီးသူ့လက်ကိုဆွဲကင်ကအဖိုးလို့ခေါ်လိုက်ပါတယ်သူမရဲ့ချိုးသားတဲ့အတန်လေးကြောင့်မြင့်တက်သွားပြီးသူကသတင်းထောက်တွေကိုပြန်လွတ်လိုက်ကသူကသူမရဲ့အဖိုးမဟုတ်ဘူးလို့ညင်ညင်တတလေးပြောပါတယ်ဒါပေမဲ့ကောင်မလေးကအရှုံးမပေးပဲသူမအမေကသူ့ကိုရှာဖို့ပြောခဲ့တာပါလို့ဆိုပါတယ်အဲ့ဒီနောက်သူမအမေခြံထားရစ်ခဲ့တဲ့ဓာတ်ပုံကိုတိတိကျကျထုတ်ပြလိုက်ပါတယ်ဘီလီယံနာတထေးကြီးကအဲ့ဒါကိုယူတော့မလို့လုံနေတုံးကောက်ကျစ်တဲ့အမျိုးသမီးကအရင်လူယူလိုက်ပြီးအပိုင်းပိုင်းဆုပ်ဖြဲပစ်လိုက်ပါတယ်သူမကကောင်မလေးကိုပတ်စံလိုချင်လို့လာလိမ့်နဲ့လူလိမ့်ပါဆိုပြီးအေးဆက်ဆက်ပြောလိုက်ပါတယ်ဘီလီယံနာတထေးကြီးလည်းအံ့အားသင့်သွားပါတယ်သူမရဲ့ဒီလိုရက်ဆက်တဲ့ဘက်ကိုသူတခါမှမမြင်ဘူးခဲ့ပါဘူးဒါပေမဲ့သူမကသူတက်ရမယ့်အစည်းအဝေးရှိသေးတယ်ဆိုတာကိုအမြန်တတိပေးလိုက်ပါတယ်မထွက်သွားခင်သူကကောင်မလေးကိုပတ်စံနည်းနည်းပေးလိုက်ဖို့သူမကိုပြောခဲ့ပါတယ်သူထွက်သွားခြင်းပဲသူမကကောင်မလေးရဲ့မျက်နှာကိုပတ်စံထက်လိုက်နဲ့ပြစ်ပေါက်လိုက်ပြီးမောက်မောက်မာနဲ့ထွက်သွားပါတော့တယ်ဒါပေမဲ့ကောင်မလေးကဂယုမစိုက်ပါဘူးသူမကဆုတ်ဖြဲခံလိုက်ရတဲ့တပ်ပုံအပိုင်းစာတွေကိုပဲလိုက်ကောက်ဖို့စူးစမ်းနေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမိတ်ဆက်ပွဲအခမ်းအနားမှာဘီလီယံနာတထေးကြီးကကောင်မလေးဟာသူ့သမီးနဲ့ဘလောက်တောင်တူနေတယ်လဲဆိုတာကိုရက်တန့်ပြီးမတွေးပဲမနေနိုင်အောင်ဖြစ်နေပါတယ်သတင်းထောက်တွေကအဲ့ဒီကောက်ကျစ်တဲ့အမျိုးသမီးကသူ့ရဲ့စီးစိမ်တွေကိုအမွေဆက်ခံပါလားလို့မေးတဲ့အခါသူကချက်ချင်းညင်းဆိုလိုက်ပြီးသူ့သမီးကနိုင်ငံခြားမှာကြောင်းတက်နေတာဖြစ်ပြီးပိုင်ဆိုင်မှုအားလုံးကသူ့မစီကိုပဲရောက်သွားမှာပါလို့ဖြေပါတယ်ပွဲအပြီးမှာသူကကောက်ကျစ်တဲ့အမျိုးသမီးကိုသူ့သမီးကိုဆက်ရှာဖို့နဲ့ကောင်မလေးကိုအပေါ်ထက်ခေါ်လာခဲ့ဖို့ပြောပါတယ်ဒါပေမဲ့သူမကအဲ့ဒီလိုလုပ်ဖို့နည်းနည်းလေးမှဆန္ဒမရှိပါဘူးအဲ့ဒီအစားသူမကလုံခြုံရေးတွေကိုကောင်မလေးကိုအပြင်းနှင်ထုတ်ဖို့အမိန့်ပေးလိုက်ပြီးကောင်မလေးကလူလိမ်ပါလို့လိမ်ပြောလိုက်ပါတယ်အခုတော့အိမ်ချီယာမဲ့ဖြစ်သွားတဲ့ကောင်မလေးကလမ်းတွေပေါ်မှာရှောက်သွားရင်းဆာလောင်ပြီးပင်ပန်းနွမ်းနယ်နေပါတယ်သူမကတရားအောက်မှာညအိတ်ခဲ့ရပါတယ်နောက်တစ်နေ့မှာသူမကတခြားအိမ်ချီယာမဲ့တွေနဲ့အတူအစားအစာလိုက်ရှာဖို့ကြိုးစားပေမဲ့သူမကတင်းငယ်လွန်းလို့အနိုင်ကျင့်ခံရပြီးလူယူခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာလူကုန်ကူးသူတချို့ကသူမကိုသတိထားမိသွားပြီးသဘောကောင်းဟန်ဆောင်ကသူမကိုအစားအစာတွေပေးပါတယ်ကောင်မလေးကသူတို့ကိုယုံကြည်ပြီးနောက်ကနေလိုက်သွားပါတော့တယ်တစ်ချိန်တည်းမှာပဲဘီလီယံနာတထေးကြီးကသူ့ရုံးခန်းအနီးမှာဓာတ်ပုံအပိုင်းစာတစ်ခုကိုတွေ့သွားပါတယ်တေးသေးချာချာကြည့်လိုက်တဲ့အခါသူကအဲ့ဒီဆွဲကြိုးကိုမှတ်မိသွားပါတယ်အဲ့ဒါကသူ့သမီးကိုသူပေးခဲ့တဲ့တစ်ခုတည်းသောတည်တံ့အထူးပြုလုပ်ထားတဲ့ဆွဲကြိုးပါကောင်မလေးကတကယ်ပဲသူ့ရဲ့မြေမလေးဖြစ်နိုင်တယ်ဆိုတာကိုသူရုတ်တရက်သဘောပေါက်သွားပါတယ်သူကလူတွေကိုချက်ချင်းလွတ်ပြီးရှာခိုင်းပါတော့တယ်သူမကိုစွန့်ပစ်ထားတဲ့ကိုတောင်ဟောင်းတစ်ခုကိုခေါ်သွားတယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူကသူ့အဖွဲ့နဲ့အတူအဲ့ဒီကိုအပြေးလွှားသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလူကုန်ကူးသူတွေကကောင်မလေးကိုတခြားနေရာတစ်ခုကိုခေါ်သွားဖို့ပြင်ဆင်နေပြီးလိမ္မာအောင်နေဖို့ပြောနေပါတယ်ဒါပေမဲ့ကောင်မလေးကရုတ်တရက်သူတို့တဲကတယောက်ကိုကိုက်ပစ်လိုက်ပါတော့တယ်